နေ့ပိုင်းဘလောက်ပဲအလုပ်ရှုပ်ရှုပ်အလုပ်မသွားခင်အဲ့ဒါနမောတသလေးရောပြီးလို့ရှိရင်တရဏဂုံလေးစောက်တည်လိုက်ဘုရားတရဏံကိဆိုင်ဓမ္မံတရဏံကိဆိုင်တန်ခါတရဏံကိဆိုင်တေမဘုန်းကြီးပြင်တာစိတ်မချရတော့မသေးခင်နဲ့ကိုယ့်ကိုတရဏဂုံတင်ထားလိုက်ပြီးတာအဲ့ဒါဆိုရင်ကုသိုလ်ကဖြစ်နေဘုရားလည်းရှိခိုးပြီးတဲ့နမောတသလေးနဲ့တရဏဂုံလေးလည်းစောက်တည်ထားပြီးတယ်ဘုရားတော်တော်ကြီးလည်းကတ်တယ်အချိန်လေးရရင်သွားရင်လာရင်နဲ့တခြင်းလေးနားထောင်မဲ့အစားဤရဤဒေတာဤဝင်းချင်းမှာရှိတဲ့ကိုလုပ်ငန်းခွင်ပဲဖြစ်ဖြစ်ကိုနေရာပဲဖြစ်ဖြစ်အလုပ်သွားမယ်ဆိုရင်စိတ်တရအာရုံပြုပြီးလုပ်ငန်းခွင်နဲ့ဝင်လိုက်တာနဲ့ဤရဤဒေတာဤဝင်းချင်းမှာရှိတဲ့ပုဂ္ဂိုလ်တ attva အားလုံးမြင်ရမမြင်ပုဂ္ဂိုလ်အပေါင်းကျွန်ုပ်နဲ့ပတ်သက်ဆက်နွယ်ရှိရကုန်သောပုဂ္ဂိုလ်အပေါင်းတို့ဘေးရန်ကင်းပါစေကိုယ်စီရင်ခြင်းစိတ်စီရင်ခြင်းကင်းပါစေချမ်းသာစွာမိမိခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ပါစေဒါလေးတွေမေတ္တာလေးနဲ့ပို့တတ်တဲ့အကျင့်လေးနဲ့ဝင်သွားရင်မေတ္တာတရားနဲ့ဝင်သွားတော့လုပ်ငန်းခွင်မှာလည်းအဆင်ပြေတယ်ရမလို့ဒါလေးတွေကကုသိုလ်စိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ရှိအကျိုးရှိနေဖို့စဉ်ကိုယ့်ဘာသာကိုစိတ်ထား